ကိုကြီးပြောပြမယ်နားထား ညီလေးတို့ရဲ့ဒီနေ့တော့ကိုကြီးကညီလေးတို့အတွက်အထူးပြင်ဆင်ပေးထားတဲ့ Atomic Habits cheat sheet နဲ့လာပြီနော်ဒီစာအုပ်ကိုမဖတ်ဖူးသေးတဲ့ညီလေးဖတ်ဖူးပေမဲ့ပြန်မှတ်မိခြင်းနဲ့ညီလေးဒါမှမဟုတ်အချိန်မရှိလို့စာအုပ်တစ်အုပ်လုံးဖတ်ဖို့ခက်တဲ့ညီလေးအားလုံးအတွက်ပါဒီတစ်ခါကိုကြီးကစာအုပ်ထဲကအဓိကအချက်၃ခုလက်တွေ့အသုံးချနည်း၄ချက်ရေရှည်ထိမ့်သိမ်းနည်း၂ချက်ကိုအတို့ခြုံပြီးအပြည့်အဝရှင်းပြပေးမယ်ဒီဗီဒီယိုလေးပြီးရင်ညီလေးက Atomic Habits စာအုပ်ကိုဖတ်ပြီးသားလောက်ကိုနားလည်သွားပါလိမ့်မယ်စလိုက်ကြရအောင်ပထမဆုံးအုံမြတ်ကြီးကကိုဘယ်လိုမြင်လဲဆိုတဲ့ identity ပဲလူအများစုကအမှားလို့တက်တာငါဒီလောက်ရလက် result ရကျင်တယ်လို့ပြောပြီးပန်းနိုင်ကိုပဲအာရုံစိုက်ကြတယ်ဒါပေမဲ့ James Clear ပြောတာပန်းတိုင်းတဲ့စနစ် system ကိုအာရုံစိုက်ပါတယ်ဒါပေမဲ့ဒီထက်ကိုပိုပြီးနက်ရှိုင်းပြောရရင်ညီလေးတို့ကကိုလှုပ်ချင်တဲ့အလေးကျင့်တွေကိုငါဒီလိုလုပ်မယ်လို့မတွေးပဲငါဘယ်လိုလူမျိုးလဲဆိုတဲ့အထောက်အထား identity ကိုအရင်ပြောင်းရမယ်ဥပမာဆေးလိပ်ဖြတ်ချင်ငါဆေးလိပ်ဖြတ်နေတယ်မဟုတ်ပဲငါဆေးလိပ်မတောက်တဲ့သူပဲလို့တွေးပါစာအုပ်စာဖတ်ချင်ငါစာဖတ်ဖြစ်အောင်လုပ်မယ်မဟုတ်ပဲငါစာဖတ်သူပဲလို့တွေးပါကျမ်းမာအောင်နေချင်းငါ gym သွားမယ်မဟုတ်ပဲငါကျမ်းမာရေးဂရုစိုက်တဲ့သူပဲလို့တွေးပါဒီလိုတွေးလိုက်တာနဲ့ညီလေးရဲ့နေ့စဉ်လုပ်ရက်တွေကအဲ့ဒီအထောက်အထားနဲ့အညီလိုက်လို့လာလိမ့်မယ်cheat sheet အချက်တစ်ငါဘာရခြင်းလဲဆိုတာကိုမေ့လိုက်ပါငါဘယ်သူလဲဆိုတာကိုဆုံးဖြတ်လိုက်ပါ the four laws of behavior change ဥပဒေသား၄ချက်ကဲဒါကတော့စာအုပ်ရဲ့နှလုံးသားပဲအလေးကျင့်ကောင်းတစ်ခုကိုတိဆောက်ဖို့ဥပဒေသား၄ချက်အလေးကျင့်စိုးကိုဖျောက်ဖို့ဆိုရင်ဒီ၄ချက်ကိုပြောင်းပြန်လက်လိုက်ပါ law 1 make it obvious တိတာထင်ရှားအောင်လုပ်ပါအလေးကျင့်အသစ်တစ်ခုကိုစတင်ဖို့အခက်ဆုံးကသတိရဖို့ပဲ habit stackingလက်ရှိအလေးကျင့်တစ်ခုနဲ့တွဲလို့ပါမနဲ့အိယာထတာနဲ့ရေတဖန်ခွက်တောက်မယ်ကော်ဖီတောက်ပြီးတာနဲ့စာမျက်နှာ9မျက်နှာဖတ်မယ် environment design ကိုလို့ချင်တဲ့အရာကိုမြင်တာတဲ့နေရာမှာထားပါစာအုပ်ကိုခေါင်းပေါ်ဂီတာကိုအခန်းအလဲအလေးကျင့်စိုးကိုမမြင်အောင်ဖွက်ထားပါ law 2 make it attractive ဆွဲဆောင်မှုရှိအောင်လုပ်ပါကိုနှစ်သက်တဲ့အရာနဲ့တွဲလို့ရင်အလေးကျင့်ကပိုပျော်စရာကောင်းလာတယ် temptation bundlingငါဂျင်ပြင်းနေချိန်မှာကိုကြိုက်တဲ့ podcast ကိုနားထောင်မယ် join the tribe ကိုလှုပ်ချင်တဲ့အလေးအကျင့်ကိုလှုပ်နေတဲ့သူတွေနဲ့ပေါင်းပါစာဖတ်သူတွေနဲ့ပေါင်းရင်စာဖတ်ဖြစ်လာမယ် law 3 make it easy လွယ်ကူအောင်လုပ်ပါပြည့်စုံအောင်မလုပ်နဲ့အကျင့်ရည် frequency ကအရေးကြီးတယ်2 minute rule အလေးအကျင့်တိုင်းကို2မိနစ်အတွင်းစတယ်မှာစာအုပ်တစ်အုပ်လုံးဖတ်မယ်မဟုတ်ပဲစာမျက်နှာတစ်မျက်နှာဖွင့်ဖတ်မယ်စလိုက်တာနဲ့ဆက်ဖြစ်သွားမှာ reduce frictionကိုလှုပ်ချင်တဲ့အရာကိုလှုပ်ရလွယ်အောင်ပတ်ဝန်းကျင်ကိုပြင်ဆင်ပါ law 4 make it satisfying စိတ်ကျေနပ်မှုရှိအောင်လုပ်ပါလူသားတွေကချက်ချင်းရတဲ့ဆုလာကိုနှစ်သက်တယ် habit tracker ပြက်ကရင်တစ်ခုယူပါလုပ်ပြီးတိုင်း X လေးချစ်ထားပါရက်စက်တိုင်းမပြတ်တဲ့အကွက်တွေကစိတ်ကျေနပ်မှုပေးတယ် never miss twice လမ်းချော်သွားရင်နှစ်ခါတော့မချော်ပါနဲ့တစ်နေ့လောက်လွဲသွားရင်နောက်တစ်နေ့ပြန်ဝင်လိုက်ပါချစ်အချက်နဲ့တိတာဆွဲဆောင်မှုလွယ်ကူကျေနပ်မှု the mastery advanced tactics အစစ်မြင်ဗျူဟာများဒီလောက်ဆိုရင်အခြေခံအလုံးပြီးပြီဒါပေမဲ့ရေရှိမှအောင်မြင်ဖို့ဒီအစစ်မြင်ဗျူဟာတွေကိုလည်းသိထားဖို့လိုတယ်ရွှေစပင်မင်းကလေးစီနီလူသားတွေကကိုယ်စွမ်းရည်ထက်400ခိုင်လောက်ပိုခက်ခဲတဲ့အလုပ်ကိုလုပ်နေချိန်မှာအာယုံစူးစိုက်မှုအမြင့်ဆုံးရှိတယ်တိတ်လွယ်ရင်ပြင်းတယ်တိတ်ခတ်ရင်စိတ်တက်ကြတယ်ဒါကြောင့်အလေးအကျင့်ကိုနည်းနည်းချင်းစိန်ခေါ်မှုရှိအောင်လုပ်ပါပြီးတော့ညီးငွေ့ချင်းကိုကြော်ဖြတ်တတ်ဖို့လေ့ကျင့်ပါအောင်မြင်သူတွေဟာစိတ်အားထက်တန်နေလို့ဆက်မလုပ်ဘူးညီးငွေ့တဲ့အခါမှာတော့ဆက်လုပ်နိုင်လို့အောင်မြင်တာ the sweet spot ကိုနဲ့ကိုက်ညီတဲ့အလေးကျင့်လူတိုင်းမှာကိုယ်ပိုင် talent ရှိတယ်ဒီမေခွန်း၃ခုကိုမေးပြီးကိုနဲ့ကိုက်ညီတဲ့အလေးကျင့်ကိုရှာပါငါအတွက်ဘာကပျော်စရာကောင်းတယ်လဲသူများတွေအတွက်အလုပ်ဖြစ်ပေမဲ့ငါမှဘလို့အချိန်တွေမေ့သွားတယ်လဲနာဘယ်မှာသူများတွေထက်ရလက်ပုတ်ကောင်းလဲhabit contract and annual review စာချုပ်နဲ့နှစ်စဉ်သုံးသပ်ခြင်း habit contract ကိုလို့မဲ့အလေးကျင့်မလို့မိရင်ပေးမဲ့အပြစ်ဒဏ်ကိုရေးပါတငယ်ချင်းတွေကိုလက်မှတ်ထိုးခိုင်းပါဒါမှလက်မလျှော့ဖို့ပိုခတ်သွားမယ် annual review နှစ်စဉ်ကိုပြန်သုံးသပ်ပါဒီနှစ်မှာဘာတွေအောင်မြင်ခဲ့လဲဘယ်မှာလမ်းချော်ခဲ့လဲငါရဲ့တန်းဖိုးတွေနဲ့ငါလုပ်ရက်တွေကိုက်ညီရဲ့လားချစ်အချက်သုံးညီငွေလာရင်နည်းနည်းစင်ခေါ်ပါကိုနဲ့ကိုက်ညီတဲ့ဟာကိုရွေးပါနှစ်စဉ်ပြန်သုံးသပ်ပါဒီနေ့မှာဒီဗီဒီယိုလေးကိုကြည့်ပြီးတာနဲ့ညီလေးက Atomic Habits စာအုပ်ရဲ့အဓိကအချက်အားလုံးကိုရရှိသွားပါပြီဒါပေမဲ့ကိုကြီးသတိပေးချင်တာသိုံနဲ့မလုံလောက်ဘူး
လောက်ရမယ် ဒီဗီဒီယိုကိုကြည့်ပြီးတိုင်းညီလေးအသုံးချနိုင်မဲ့အချက်လေးတစ်ခုခုကိုရွေးပြီးဒီနေ့ကစပြီးလုပ်ကြည့်ပါဒီနေ့ညအေးရမဝင်ခင် habit tracker လေးစလိုက်ပါဒါမှမဟုတ်ကိုလှုပ်ချင်တဲ့အလေးအကျင့်ကို2မိနစ်စီးမိနစ်စတင်လိုက်ပါဒါမှမဟုတ်ကိုယ့်ရဲ့ identity ကိုငါဘယ်သူလဲဆိုတာပြန်ပြီးသတ်မှတ်လိုက်ပါတနေ့ကို9မိနစ်10မိနစ်ပဲဒီအချက်တွေကိုအသုံးချမယ်ဆိုရင်တနေ့အတွင်းမှာညီလေးကဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တယ် Conclusion your action plan ကဲဒီတော့ဒီနေ့ရဲ့ Atomic Habits cheat sheet ကိုညီကုန်းချုပ်လိုက်အောင်ညီလေးတော့မှတ်ထားရမယ့်အဓိကအချက်3ခု Identity first ကိုငါဘယ်သူလဲဆိုတာအရင်သတ်မှတ်ပါ 4 laws တိတာဆွဲဆောင်မှုလွယ်ကူကျေနပ်မှုဒီလေးချက်နဲ့အလေးကျင့်ကောင်းတွေတီးဆောက်ပါ Stay on track နင်းငွေလာရင် Goldilocks rule နဲ့ပြန်ဆင်ခေါ်ပါကိုနဲ့ကိုက်ညီတဲ့ဟာကိုရွေးပါနှစ်စင်ပြန်သုံးတာပါဒီသုံးချက်ကိုညီလေးလက်တွေ့သုံးမယ်ဆိုရင်ညီလေးဟာဘယ်အလေးကျင့်မဆိုပြောင်းလဲလို့ရတယ်ဘယ်ပန်းနိုင်မဆိုရောက်လို့ရတယ်ဒီဗီဒီယိုကိုသိမ်းထားပါလိုတဲ့အခါပြန်ကြည့်ပါတငယ်ချင်းတွေနဲ့မျှဝေပေးပါကိုကြီးအနေနဲ့ညီလေးရဲ့အောင်မြင်မှုခရီးမှာဒီဘဂုတုတလေးတွေကအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဘယင်တယောက်ရဲ့အာယုံဆိုင်မှုဟာသူ့ရဲ့ empire တိုးတက်ဖို့အတွက်ပဲဖြစ်ရမယ်နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘယင်တယောက်ဖြစ်ဖို့ follow လုပ်ထားပါ